ချင်တာတွေမေးလိုက်ပြီးလားပြောမုန်းလိုက်ပြီးခုတော့တဝင်းတို့တာအချစ်လို့ဆိုတာတော့တီထားတဲ့နေတော့ဒါကိုခုတော့နောက်ပြီးမေးမယ်ဆိုရင်မေးပါခွဲအချင်တာတွေဝေးသွားခဲ့ရင်ငါဖြစ်ပါငါကောင်းငုံနေမေချိန်မှဝေးကြရမယ်လို့နေပြောဘူးတဲ့တော့ဒီချိန်မှချစ်တွန်းနေမရှိဘူးနေကောင်းတော့မိပေါ့အားလုံးစိတ်ချမ်းသာအောင်နေကောင်းနေမယ်ပေါ့တနာစီလေးတစ်ချက်တောင်နေမရှိခဲ့ရင်တော့အေးလူနေပဲရွှေလက်တွဲအေးလူနေပဲပြောပါခွဲဦးထားခဲ့ပေါ့ပဲပါလိခွဲပြရတော့ချောင်းတဲ့ကောင်းမြတ်ပါပြီအေးလူနေပဲရွှေလက်တွဲအေးလူနေပဲပြောပါ